Manchester United အသင်းကပေါင်85သန်းနဲ့ IS အသင်းကနေခေါ်ခဲ့တာဖြစ်တယ်လို့ Premier League Club အသင်းရဲ့စုထမြောက်ပြောင်းရွှေ့ခြင်းအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အန်တိုနီက Man United မှာအလင်းအမြန်အထင်ကြီးပွေရာချီဆွမ်းနေပြသနိုင်ခဲ့တာဖြစ်တယ်လို့ Arsenal နဲ့ပွဲစဉ်မှာပွဲဥထွက်ပါဝင်ကစားပြီးတော့မှဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်22နှစ်အရွယ်ဘရာဇီးတောင်ပိုင်းကစားသမားကအဲဒီနောက်ပိုင်းကတည်းကနောက်ထပ်၄ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ဘယ်ချီကိုအားကိုးပြီးလိုအပ်တာထက်ပိုတဲ့စကေးပြသတဲ့ကစားပုံကြောင့်ဘောလုံးဝေဖန်သူတွေနဲ့ United ပရိသတ်တွေစီကနေပြီးတော့မှဝေဖန်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။အန်တိုနီယာ Manchester United ကစားသမားဘဝအစောပိုင်းမှာသာရှိနေသေးပေမဲ့သူ့အတွက်ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ခြင်းကိုထိုက်တန်တယ်လို့သက်သေပြသဖို့ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။အင်္ဂလန်နဲ့ Man United နောက်ကန်ကစားသမားဟောင်း Paul Pogba ကအန်တိုနီရဲ့ United ကစတင်မှုကိုပြည်တင်ဝေဖန်ခဲ့ပြီးဘရာဇီးတောင်ပိုင်းကစားသမားဟာကွင်းထဲမှာအလွန်ရင်းချက်မှုမရှိဘဲနဲ့လိနမှုကင်းမဲ့တဲ့ပုံစံနဲ့ကစားနေခဲ့တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အန်တိုနီက Man United အတွက်အဆင်ပြေပြေကစားနိုင်ခဲ့တယ်။သူကအားအသင်းစရာတော့မကောင်းခဲ့ပေမဲ့လည်းသူကငယ်ရွယ်သေးပြီးတော့မှ Premier League နဲ့အသားကျဖို့လိုအပ်ပါတယ်။ဒါပေမဲ့ပုံမှန်လေးပြောရရင်ပရိသတ်အများစုကတော့သူ့ကိုစိတ်ပြတ်ခဲ့ကြတယ်လို့ကျွန်တော်ထင်တယ်။သူတို့တွေကမတူညီတဲ့ကစားသမားမျိုးကိုမျှော်မှန်းထားခဲ့ကြတာပါ။သူတို့တွေကအရန်လျင်မြန်ပြီးတော့နောက်ခံလူတွေကိုဖျက်ချော်ပြေးလွှားနိုင်မယ်လို့မျှော်မှန်းခဲ့ပေမဲ့သူကတကယ်တမ်းအဲ့ဒါကိုမလုပ်နိုင်ခဲ့ပါဘူး။ကျွန်တော်တကူတဲ့အမြင်အရသူကစဉ်းစားတာအရန်နှီးသလိုကွင်းထဲမှာအရန်ကူမှမရင်ချက်တဲ့ပုံပေါ်နေပါတယ်။သူ့အနေနဲ့ပြန်ဘက်တွေကိုပို့ပြီးတော့မှအလဲထွန်းနိုင်မှုလိုအပ်ပြီးတော့သူ့ကိုသူယုံကြည်မှုရှိဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူ့မှာ Man United အတွက်အရန်ကောင်းတဲ့တောင်ပန်ကစားသမားဖြစ်လာနိုင်တဲ့အရေးချင်းတွေရှိလို့ပါလို့ပြောကြားခဲ့ပါတယ်။ Manchester United အသင်းကတော့အန်တိုနီအတွက်သူတို့အနေနဲ့ပေးတဲ့ဈေးထက်ပိုပြီးတော့မှပေးချေခဲ့မိတယ်လို့ကြိတ်လက်ခံခဲ့တဲ့အကြောင်း ESPN ကဖော်ပြခဲ့ပါတယ်။ဟုတ်ကဲ့ပါအကြောင်းအရာလေးကဒီလောက်ပဲမို့လို့နောက်ဆင်အားပေးတဲ့